ယေရှုခရစ်တော်၏နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားမလျှော့ပဲဆုတောင်းခြင်းဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ကြွားယူတာဖို့ဖြစ်ပါတယ်။ဘုရားသခင်ကရှင်လုကာအခန်းကြီး7အပိုက်ငယ်9ထဲမှာတောင်းကြလောတောင်းလင်ရမည်လို့ဂတိပေးထားပါတယ်။အဲ့တော့တောင်းဖို့ကကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ဘုရားသခင်ကတော့ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလိမ့်မယ်။ဒါကြောင့်ရေးရေးဝံ့ဝံ့တောင်းပါ။တောင်းတဲ့အခါမှာလည်းရိုးသားပါ။မပြင်းပါနဲ့။တချို့လူတွေကဘုရားသခင်ကပြီးကျင်တယ်ဆိုရင်တော့တောင်းဖို့ကိုပြင်းနေတတ်ပါတယ်။ပြင်းနေရင်ဘာမှမရပါဘူး။လောကီအလုပ်မှာတော့မှမကြိုးစားရင်ဘာမှဖြစ်မလာဘူးမဟုတ်လား။ဒီလိုပဲဝိညာဉ်ရေးရာမှာလည်းကြိုးစားဖို့လိုအပ်ပါတယ်။ကြိုးစားပြီးတော့ဆုတောင်းပါကြိုးစားပြီးတော့ကျမ်းစာဖတ်ပါကြိုးစားပြီးတော့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်အဖို့အခါပေးပါအားမလျှော့လိုက်ပါနဲ့တနေ့ကျရင်ဘုရားသခင်ကသင်ရဲ့ကြိုးစားမှုအပေါ်မှာထိုက်တန်တဲ့ရလဒ်ကိုချီးမြှင့်မှာဖြစ်ပါတယ်သခင်ယေရှုကဥပမာတစ်ခုပေးခဲ့တယ်တစုံတစ်ယောက်တော့သူဥပမာမောင်မောင်ပဲဆိုပါစို့တရက်တော့တဲ့မောင်မောင်ရဲ့မိတ်ဆွေကညတကောင်ရဲ့အချိန်မှာမောင်မောင်ရဲ့အိမ်ကိုရောက်လာခဲ့တယ်ဒါနဲ့မောင်မောင်ကတခြားမိတ်ဆွေတယောက်စီကိုတွားပြီးတော့မှတငယ်ချင်းကိုကျွေးဖို့စားစရာမရှိလို့မုံသုံးလုံးကိုချီးပါလို့တောင်းဆိုခဲ့တယ်။အဲဒီခါမှာအိမ်ရှင်ကတကားလေးပိတ်ပြီးသူ့ရဲ့သားသမီးတွေကလည်းအိတ်နေတဲ့အတော်ကြောင့်မို့လို့တဲ့အနောက်အရှက်မပြုတ်မဲ့အကြောင်းပြန်ပြောခဲ့တယ်တဲ့။ဒါပေမဲ့မောင်မောင်ကအားမလျှော့ဘဲနဲ့ဆက်တောင်းနေတဲ့အတော်ကြောင့်မို့လို့နောက်ဆုံးမှာတော့အိမ်ရှင်ကပေးလိုက်ရတယ်ဆိုတော့ကိုမြင်တွေ့ရတယ်။အကေလို့မောင်မောင်ဟာအစကတည်းကလက်လျှော့လိုက်မယ်ဆိုရင်လက်ချီးပလာပြန်လှည့်လာရမှာဖြစ်ပါတယ်။တငယ်ချင်းကိုလည်းဘာမှကျွေးဖို့ရှိမှာမဟုတ်ပါဘူး။ဘုရားသခင်ကကျွန်တော်တို့ကိုဘာမှမရခင်ပြန်လှည့်ဖို့ရန်တော့အလိုမရှိပါဘူး။တောင်းမဲ့တောင်းတော့ရတဲ့အထိတောင်းစေခြင်းနဲ့ဘုရားဖြစ်တယ်။ဒါကြောင့်မို့လို့တောင်းပါတဲ့။တောင်းတော့မရမကအားမလျှော့ဘဲနဲ့တောင်းပါတဲ့။တောင်းရင်ရမယ်လို့ပြောထားပါတယ်။လောကမှာတော့မှတားကမုံကိုတောင်းနေဆိုရင်ကြောက်ကိုပေးတဲ့ဖခင်ငါးကိုတောင်းနေဆိုရင်မွေကိုပေးတဲ့ဖခင်ဥကိုတောင်းနေဆိုရင်ကင်းမိကောက်ကိုပေးတဲ့ဖခင်မျိုးရှိပါသလားတဲ့မိဘတိုင်းကကိုယ့်ရဲ့သားသမီးတွေကိုအကောင်းမဲ့ပေးကြတာဖြစ်ပါတယ်ဒါတောင်မှမပြည့်စုံတဲ့လောကဖခင်တွေရဲ့မေတ္တာမျိုးပဲရှိသေးတယ်မဟုတ်လားအဆိုးဖြစ်တဲ့လောကလူတွေတောင်မှကောင်းတဲ့အရာတွေကိုပေးတတ်တယ်ဆိုရင်ကောင်းမြတ်ခြင်းနဲ့ပြေဝစုံတဲ့ကျွန်တော်တို့ရဲ့ကောင်းကင်ဖခင်ကကျွန်တော်တို့ကိုအကောင်းဆုံးပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဘုရားသခင်စီမှာကောင်းတာတွေကိုတောင်းဖို့ရန်အတွက်ဝန်မလေးပါနဲ့။ဆုတောင်းတာကအပြစ်မဟုတ်ပါဘူး။ကြောက်စရာလည်းမဟုတ်ပါဘူး။တချို့လူတွေကဆုတောင်းတဲ့အခါမှာနတ်ဆိုးကပေါ်ပြမှာစိုးလို့ခံလန့်လန့်မိတ်ဆွေတယောက်ယောက်ကတင်းရဲ့နာမည်ကိုမခေါ်ဘူးဆိုရင်သူ့စီကိုတင်သွားမှာလား။ဒီလိုပဲဘုရားသခင်ကလည်းသူ့ရဲ့နာမကိုတိုင်တည်တယ်ဆိုရင်သူကိုယ်တိုင်ပဲတင့်စီကိုထင်ရှားလာမှာဖြစ်တယ်။တင်ခေါ်တဲ့နာမမမားဘူးဆိုရင်ဘာမှကြောက်စရာမလိုပါဘူး။ဒါကြောင့်တင်လိုချင်တဲ့အရာတွေအတွက်ဘုရားသခင်ကိုတန်တရားကင်းကင်းနဲ့တောင်းပါ။ယုံကြည်ခြင်းပါတဲ့ဆုတောင်းချက်ကကျွန်တော်တို့ကိုအပြည့်ပေးပါလိမ့်မယ်။ဒီလိုပြောလို့တောင်းချင်တယ်လို့ရှောက်တောင်းပါလို့တော့မဆိုလို့။တောင်းမိရင်လည်းအပြစ်တော့မရှိပါဘူး။ဒါပေမဲ့ရှောက်တောင်းတဲ့ဆုတွေအတွက်တော့အပြည့်ကရချင်မှရလိမ့်မယ်။မရဖို့ကပိုပြီးတော့များပါတယ်။ဘာကြောင့်လဲဆိုရင်ကောင်းကင်ဖခင်ဘုရားသခင်ကဆုတောင်းတဲ့သူကိုတန်ရှင်တော်ဝိညာဉ်တော်ကိုတာ၍ပြီးမယ်လို့ဆိုလိုထားတယ်။တဘောကဘုရားသခင်ရဲ့အလိုတော်ကိုတောင်းလျှောက်ဖို့ရန်အတွက်ဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုဘုရားသခင်ရဲ့အလိုတော်နဲ့အညီတောင်းလျှောက်တတ်အောင်အလိုတော်နဲ့အညီအသက်ရှင်တတ်အောင်မဆကူညီပေးတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကတန်ရှင်တော်ဝိညာဉ်တော်ကိုအမိပြုဖို့ရန်အတွက်လိုအပ်တယ်။အဘေတို့ဆုတောင်းရမည်ကို၎င်းအဘေတို့နှုံးမရမည်ကို၎င်းပေါ်ပြပေးဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်ကိုအားကိုးဖို့ရန်အတွက်လိုအပ်တယ်။အဲ့ဒီဝိညာဉ်တော်ကိုပဲဘုရားသခင်ကကျွန်တော်တို့ကိုအထူးသဖြင့်ပေးချင်တာဖြစ်တယ်။ဝိညာဉ်တော်မပါတဲ့ဆုတောင်းခြင်းကထိရောက်တဲ့ဆုတောင်းခြင်းမျိုးမဖြစ်လာနိုင်ပါဘူး။ရှင်ယောဟန်အခန်းကြီး15အပိုက်ငယ်9မှာသင်တို့ဒီငါ၌တည်၍ငါစကားဒီသင်တို့၌တည်လေသင်တို့ဒီတောင်းချင်သည်များကိုတောင်း၍ရကြလိမ့်မည်လို့ဖော်ပြထားတယ်။
အရင်ဆုံးတန်ရှင်တော်ဝိညာဉ်တော်ဘုရားစီမှာတည်ဖို့ရန်တော့လိုအပ်တယ်ဝိညာဉ်တော်ဘုရားကပေါ်ပြပြီးဆိုရင်ဘုရားစကားကတင့်အထဲမှာတည်လာလိမ့်မယ်ဘုရားစကားတည်ရှိနေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီလူရဲ့ဆူတောင်းချက်ကလည်းဘုရားသခင်ရဲ့အလိုတော်ရှိတဲ့အရာကိုပဲတောင်းလိုက်မယ်အဲ့ဒီခါမှာအဲ့လူတောင်းသမျှကိုဘုရားသခင်ကအဖြေပေးမှာဖြစ်တယ်ဒါကိုကြည့်ရင်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီတောင်းလျှောက်တဲ့ဆုဖြစ်ဖို့ကခက်ခဲပါတယ်ဒါကြောင့်မို့လို့ဆုမတောင်းမဲ့မနေပါနဲ့အခုတောင်းနေရင်လည်းဆက်ပြီးတော့မှတောင်းပါဘယ်တော့မှဆုတောင်းခြင်းကိုအားမလျှော့လိုက်ပါနဲ့အချိန်ကြာကောင်းကြာနေလိမ့်မယ်သို့တော့ဒီနေ့မှာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းကိုရပြီးတော့မှသင်ရဲ့ဆုတောင်းခြင်းကဘုရားသခင်ရဲ့အလိုတော်နဲ့အညီထပ်တူကျသွားတဲ့အခါမှာတောင်းသမျှအဖြစ်အားလုံးကိုသင်ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ချစ်ရတဲ့ညီကိုမောင်မတို့အားမလျှော့ပဲဆုတောင်းခြင်းအပြင်ဘုရားသခင်စီကတိကျတဲ့အဖြေကိုရရှိစေမိကြောင်းဝေငှပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ